အားလုံးပဲမင်္ဂလာပါမျိုးတို့နော်ဒါမနက်ဖြန်တရက်ဗုဒ္ဓဖူးမနေ့ညဖြစ်ပါတယ်နော်မျိုးတို့ဒီနေ့မှာတော့ဗတ်တိပဲအောင်တာဖြစ်ပါတယ်နော်တိရှိဗတ်တိပေးထားတာနော်ဒီက168နော်အပြီးဆင်းသွားတယ်68ဆိုပြီးတော့နော်အဲ့တော့ဒီကဗတ်တိဆိုရင်ရှစ်ဗတ်တိအောင်တာဖြစ်တယ်နော်တို့တစ်ခါလေးအဲ့ဒီလိုကြီးအပြီးဆင်းတတ်တယ်မျိုးတို့နော်အဲ့တော့ဒါဆိုတော့မနက်ဖြန်တရက်ဗုဒ္ဓဖူးမနေ့ညသုံးလုံးပေါင်းခုနှစ်သုံးနဲ့ပေါင်းတော့3ညကို8နဲ့ပေါင်းတော့8ပါဝါ3 8ကနဲ့ခက်1နော်8 3 1လေးနဲ့5နဲ့ပေါင်းတော့9ခုနဲ့ပေါင်းတော့6ပါဝါ1 6ကနဲ့ခက်က9ရဲ့ပါဝါက4နော်ဒီဘက်ကအမာကီဒီဘက်ကပါဝါ2စုံအဲ့တော့ဟိုဘက်ဒီဘက်ကနော်ကတဲ့ခါမှာပါစင်းနေဆိုရင်ဒီ8နဲ့ဒီ6နဲ့မနေ့ပိုင်းမှာ8 6လို့ဆင်းပါတယ်တဲ့နော်မျိုးတို့အဲ့တော့ဒီ3လုံးပေါင်းတယ်တဲ့ဒီနှလုံးပေါင်းတော့3ညကို8နဲ့ပေါင်းတော့8ပါတဲ့8ပါဝါ3နဲ့8ကနဲ့ခက်က1တဲ့8 3 1အမာကီနဲ့တဲ့sorry အကြောင်းလေးမှားကုန်မျိုးလို့အဲ့လိုပဲတွေ့လားနှလုံးပေါင်းတော့3ညကိုဒီက6နဲ့ပေါင်း3ညကို6နဲ့ပေါင်းတော့6ပါဝါ1 6ပဲနဲ့ခက်က9ပါဝါ4 6 1 9ပါဝါ2စုံနဲ့ဒီဘက်ကအမာကီနဲ့ကမှဖြစ်ပါတယ်တဲ့เนาะအဲ့တော့သူကပါဆင်းပေးတယ်ဆိုဒီ1နဲ့ဒီ6နဲ့မနေ့ပိုင်းမှာ6 1လို့ဆင်းပါတယ်တဲ့အဲ့တော့ဒီ3လုံးပေါင်းမယ်တဲ့နော်နှလုံးပေါင်းတော့3ကို6နဲ့ပေါင်းတော့9ပါဝါ4 9နဲ့ခက်က6နော်9 4 6ကီကိုတဲ့9နဲ့1နဲ့ပေါင်းတော့6ကို1နဲ့ပေါင်းတော့ခွန်ပါဝါ2ခွန်နဲ့ခက်က3ညရဲ့ပါဝါ5ခွန်2 3ည5ပါဝါ2စုံနဲ့ဒီဘက်ကကီနဲ့ကမှဖြစ်ပါတယ်တဲ့နော်အဲ့တော့သူကပါဆင်းပြီးလဲဆိုရင်ဒီ6နဲ့ဒီ5နဲ့ညနေပိုင်းမှာ5 6လို့ထင်ပါတယ်တဲ့အမျိုးလို့အဲ့တော့ဒီနှလုံးပေါင်းမယ်နှလုံးပေါင်းတော့8ကို5နဲ့ပေါင်းတော့3ပါဝါရှိ3နဲ့ခက်က5 3 8 5ဒီနှလုံးပေါင်းတော့4ကို2နဲ့ပေါင်းတော့6ပါဝါ1 6နဲ့ခက်က9ပါဝါ4 6 1 9 4နော်ပါဝါ2စုံနဲ့ဒီဘက်ကအမာကီးနဲ့ကမ်းမှာဖြစ်ပါတယ်တဲ့နော်အဲ့တော့သူကပါဆင်းပြီးတယ်ဆိုရင်ဒီ9နဲ့ဒီ9နဲ့ညနေပိုင်းမှာ9 5လို့ဆင်းပါတယ်တဲ့နော်အဲ့တော့နောက်တစ်ပင်ဒီနှလုံးပေါင်းတော့6ပါတဲ့နော်6ကိုဒီက9နဲ့ပေါင်းလိုက်တော့5ပါတဲ့နော်5ပါဝါ3ည9နဲ့ခက်က3ဒီနှလုံးပေါင်းတော့ခွန်ပါတဲ့ခွန်ဒီက1နဲ့ပေါင်းတော့8ပါတဲ့8ပါဝါ3 8နဲ့ခက်က1ပါဝါ6ပါဝါ2စုံနဲ့ဒီဘက်ကအမာကြီးနဲ့ကပ်မှာဖြစ်ပါတယ်တဲ့နော်အဲ့တော့ဒီက9နဲ့ဒီက10နဲ့ညနေပိုင်းမှာ9 8လို့ဆင်းပါတယ်တဲ့အဲ့တော့ဒီ3လုံးပေါင်းလိုက်တော့5ပါတဲ့နော်5ပါဝါ3ည9နဲ့ခက်က3 5 3ည3ကီနဲ့ဒီနှလုံးပေါင်းလိုက်တော့8တဲ့8ကို6နဲ့ပေါင်းတော့4တဲ့ဒီပါဝါ9 4နဲ့ခက်က2ပါဝါခွန်4 9 2ခွန်နဲ့5 3ည3နဲ့နော်မနေ့ကမှအပြီးပါတဲ့မျိုးပဲနော်
အဲ့တော့ကီးရ933ပတ်တိပတ်မဲ့အမျိုးတွေက9ပတ်တိ9နဲ့ဆိုရင်9 4 9နဲ့3နဲ့ဆိုရင်3 4 3 9 3 2 3 9နော်အဲ့တော့3ညနေကပြန်ကြ2ကွက်တော့ရှိတယ်နော်3ည4ဆိုတာကဒီညနေထွက်ပြီးသားနော်3ည2ဆိုတာကဒီနေ့ပထမနေ့ကထွက်ပြီးသားနော်အဲ့တော့အဲ့2ကွက်ကိုဖယ်မယ်နော်ပြန်ကြတဲ့အမျိုးတွေကတော့ထဲထိုးကျွန်မကတော့အဲ့လိုပြန်ကြလို့ပါလို့ဆိုမကြိုက်ဘူးနော်အဲ့တော့2ကွက်ရှိမှာနော်အဲ့တော့ဒီနေ့လေဒီအပီရှင်တယ်နော်မနေ့ကမှလည်းဒီအပီမစင်းလို့မပြောနိုင်ဘူးနော်အဲ့တော့3ည4နဲ့3ည2စာကို3ည1နဲ့3ည3နဲ့2ကွက်ထည့်ပြီးတော့နော်အဲ့ဒါပဲမျိုး3ည1ကဘယ်ရလဲမမေးနဲ့ဒီမှာကီအပီ3ည3ဒီ1ကတော့ဒီပြင်လက်တွဲ site ကရတယ်เนาะမျိုးတို့ကျွန်မတို့က site တွေအများကြီးရှိတယ်ဒါပေမဲ့ပြဖို့လည်းအချိန်မရှိဘူးเนาะကျွန်မတို့မှာကနထွက်ပြီးတာနဲ့ရှာရတယ်เนาะမနက်ဖြန်အတွက်ကိုအများနဲ့ရှာဖွေနေရတာအဲ့တော့ site တွေကတော့အများကြီးပဲ site တွေပြရင်တော့မျိုးတို့မိုးလင်းသွားလိမ့်မယ်အဲ့တော့ကျွန်မပေးတာကိုကြိုက်တဲ့မျိုးတွေကယူသုံးမကြိုက်ရင်မသုံးနဲ့เนาะကျွန်မ free ပေးတာအဲ့ဒါဆိုရင်မနက်ဖြန်တရက်ဗုဒ္ဓဘုမနေ့ညမှာလည်းအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေ။